ကိုတီဟာနဲ့ကိုစီသူဆိုတဲ့တငယ်ချင်းတွေဟာနေရတဲ့ရန်ကုန်တက္ကသိုလ်ဝင်တဲ့အောင်ပြီးဆေးကြောင်းတက်ဖို့ရောက်လာကြပါတယ်။အစပိုင်းမှာလူစီကားတဲ့ရက်ွက်တစ်ခုမှာအဆောင်နေပေမဲ့စူညံလုံးလို့စားချက်မရတဲ့ခြားနေရပြောင်းဖို့ရှာကြပါတယ်။နောက်ဆုံးမှာတော့လူသူနေပါပြီးတိတ်ဆိတ်တဲ့ရက်ွက်တစ်ခုကရေကန်ကြီးတစ်ခုဘေးမှာရှိတဲ့အဆောင်ဟောင်းကြီးတစ်ခုတွေ့သွားပါတယ်။အဆောင်ပိုင်းရှင်ဥပဒေကအစပိုင်းမှာသဘောကောင်းပေမဲ့ကိုတီဟာတို့ကအပေါ်ထက်ကအခန်းလိုချင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ဥပဒေရဲ့မျက်နှာဟာရုတ်တရက်တင်းမာသွားပြီးအပေါ်ထက်ကမကောင်းအောက်ထက်မှာပဲနေပါလားလို့တားပါတယ်။ဒါပေမဲ့ကိုတီယာတို့ကစာချုပ်ကိုတိတ်ဆိတ်တာကိုလိုချင်နေဆိုပြီးစိုးတင်းတောင်းဆိုတော့မကြည်မနှက်နဲ့လက်ခံလိုက်ရပါတယ်။အဆောင်ရောက်ပြီးသိမကြခင်မှာပဲထူးဆန်းတာတွေစကြုံရပါတယ်။တညမှာဘေးကန်းအကောင်လေးတယောက်အပေါ်ထဲရေကန်သားမှာဖုံးသွားပြောရင်ရေကန်ဘေးမှာကတုံးတဲ့လူကြီးတယောက်မတည့်ရက်ပြီးတစုံတစ်ခုမျိုးချနေလို့ဂလူဂလူနဲ့အတန်တွေအော်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကောင်လေးကြောက်လက်ပြီးပြေးစင်းလာပေမဲ့မနှက်ကြတော့ရေပိုက်တွေအကုန်ကျိုးပတ်နေတာကိုတွေ့လိုက်ရပါတယ်။ဥပဒေကကိုစီသူတို့ကိုဆွဆွဲပေမဲ့ဟိုကောင်လေးကမင်းညကတုံးတဲ့လူကြီးလှုပ်သွားတာလို့ပြောလိုက်တော့ဥပဒေမျက်နှာပြေပြီးထွက်သွားပါတယ်။တကယ်မှာတော့ကိုဒီကနေမကောင်းဖြစ်ပြီးချောင်းဆိုးပြောက်စေတွေအများကြီးတောက်ကအိပ်ပျော်သွားပါတယ်။ညနေနာရီခွဲလောက်မှာဘိုင်းနာလိုလန်နိုးလာပြီးအိမ်နာသွားပါတယ်။အိမ်နာအခန်းနဲ့ခက်လက်လန်းမှရှိနေတာပါ။အိမ်နာတက်ပြီးပြန်ထွက်လာတော့လေငင်းကန်ကျင်တာနဲ့ရန်နာဘက်ကိုထွက်ရက်လိုက်ပါတယ်။ရန်နာကနေလမ်းကြည့်လိုက်တော့ဇင်းကျန်ရဲ့ဟိုဘက်အစုံမှာအမောင်ရိပ်ထဲမှာမိန်းကလေးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမိန်းကလေးရဲ့စပင်းတွေကကောက်ကွေးနေပြီးမျက်နှာတစ်ခုလုံးမှာစီရီတုံးလိမ့်ထားလို့ပြောင်လက်ကအစီရီဆူရွှဲနေပါတယ်။မျက်နှာအသေးသွယ်ပြီးဖြူရွနေတဲ့အဲ့ဒီမိန်းကလေးကကိုတီယာကိုမျက်နှာမခက်ပဲစိုက်ကြည့်နေပါတယ်။ကိုတီယာကြောက်လုံးလို့ခြေလမ်းတော့မရှိနိုင်ပဲဖြစ်နေတော့အဲ့ဒီမိန်းကလေးကဖြည်းဖြည်းချင်းလက်ကူမြောက်ပြီးကိုတီယာစီကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ကိုတီယာအသက်ရှူရမ်းမတဲ့ကြောက်သွားပြီးအခန်းစီကိုကုံယုံပြေးပါတယ်။အခန်းတစ်ခါကိုဖွေးဖို့ကြိုးစားနေတော့သူ့နှစ်ရက်နာကနေလေးဘူးတစ်ချက်ဝီးကနေတိုက်ခဲ့သွားတာကိုခံစားလိုက်ရပါတယ်။အခန်းထဲရောက်တော့ကရင်ပေါ်ပြစ်လဲလိုက်ပြီးစောင်းကောင်းပြီးခြုံကတုံနေအောင်ကြောက်နေခဲ့ရပါတယ်။နောက်ရက်တွေမှာကိုတီယာနေမကောင်းဖြစ်နေတော့ဆောင်းရဲ့နောက်ဘက်ရေကန်ကိုကြီးနိုင်တဲ့ဂေတကာပေါက်တာမှာရေဒီယိုနားထောင်ရင်ထိုင်နေမိပါတယ်။ခဏနေတော့သူ့နောက်ကျောဘက်ကနေတယောက်ယောက်စိုက်ကြည့်နေလို့ခံစားရလို့လဲကြည့်လိုက်တော့အဆောင်ပိုင်းရှင်ဥပဒေကိုတွေ့လိုက်ရပါတယ်။ဥပဒေကအဖြူအောင်ဝစ်စုံဝေထားပြီးမျက်နှာအသွေးမရှိသလိုဖြူပြော့တွေကထူးဆန်းတဲ့ပြောကြီးနဲ့မောင်တီဟာအဲ့နာမှာမထိုင်နဲ့လေပြုတ်ရသွားအောင်မယ်လို့ပြောပါတယ်။သူ့အတန်အေးဆက်ပြီးကြောက်စရာကောင်းလို့ကိုတီယာထားပြေးလာခဲ့ပါတယ်။တေချာကြည့်လိုက်တော့အဲ့ဒီဂိတ်တကားပေါက်မှာအနီအောင်ဝိစားတွေချီနှောင်ထားတာကိုတွေ့လိုက်ရပါတယ်။အဆောင်ကဂိတ်ပေါက်တိုင်းမှာလည်းအဲ့ဒီလိုအနီအောင်ဝိစားတွေချီထားတာကိုသတိထားမိလိုက်ပါတယ်။ကိုတီကလည်းတီးမခံနိုင်တော့ပဲနီးစက်ရဘုံကြီးကျောင်းကိုသွားပြီးဆရာတော်ရှောက်ထားကြည့်ပါတယ်။ဆရာတော်ကအဘိညာဉ်နဲ့ကြည့်ပြီးမင်းတို့နေတဲ့နေရာကအရင်ကစေကန်းတစ်ခုရဲ့အလောင်းတွေစုပ်ပြတဲ့နေရာပဲ။ကိုရင်ပြစ်ကြတဲ့ကလေးလောင်းတွေခွဲစိတ်ခန်းကထွက်တဲ့အသားအစာတွေအဲ့ဒီရေကန်သားမှာပဲမြုပ်နှံလေးရှိတယ်လို့မိပါတယ်။ဒါအပြင်အဲ့ဒီဆောင်တွေဟာအရင်ကမိန်းကလေးဆောင်ဖြစ်ခဲ့ပြီးမိန်းကလေးတယောက်ကိုတက်သေးခဲ့ဘူးတယ်လို့သိရပါတယ်။ဥပဒေကဒီเจ้าနေတီးလို့အပေါ်ထက်ကိုမတက်ရဲတာဖြစ်ပြီးနီအောင်ဝိစားတွေကလည်းဝိညာဉ်တွေကိုထိန်းချုပ်ဖို့လုပ်ထားတဲ့ရည်ရည်တွေဖြစ်နေပါတယ်။ကိုတီယာနဲ့ကိုစီသူတို့လည်းဒီเจ้าကိုတီးပြီးတာနဲ့ချီချင်းပဲအဲ့ဒီဆောင်ကနေပြောင်းရွှေ့ခဲ့ကြပါတော့တယ်။